ပထမသောအကရေရောက်လာကြကုန်သောလူပိဋကများမှရာဟုသာသနာတိဋ္ဌိဓမ္မအဘသီလခံယူဆောက်တည်ရန်ဖြစ်ပါရဲ့ဗျာတဲ့သို့ဖြစ်ပါ၏ရာတော်ရှင်သူမြတ်ဗျာတပိဋကဓမ္မပေါသူတော်ကောင်းတို့အားငဲ့ညာတော်သာသနာတော်အဖြစ်အဘသီလချင်းမြင့်ပြပါရန်ပြောလိတော်ရည်တဲ့ယုသေယုခလျှောက်တော်ပါတဲ့ရှင်သူမြတ်ဗျာယနေ့အခုမကွေးတိုင်းဒေသကြီးစင်မောဝဲမြို့နယ်ရင်းကြီးရွာဝိသုဒ္ဓယောပညာရောင်ကြီးချင်းရွာဦးကျောင်းတိုင်းအတွင်း၌ဘုနှစ်ကျင်းမြောင်နိညာသမစေရုပ်ဘပူဇော်ပွဲ၌ဘုရားမူရှင်တော်သံဃာတော်အရှင်သူမြတ်တို့အားရင်းကြီးရွာတို့ရွာသားများစုပေါင်း၍ဇွမ်းစွာရှိသောဓရဘဝိတုအစုစုတို့ကိုစက္ကလူရခြင်းတို့တော်ဒါနကုသိုလ်ကံစေတနာသောတိလရဖြစ်သောသီလကုသိုလ်ကံစေတနာဤသို့ပေါင်းမြတ်မြတ်သောကောင်းမှုကုသိုလ်ကံစေတနာပေါင်းတို့ကြောင့်တတ္ထာသီလသုဒ္ဓဇဂပညာဣတိဩတဘောဆိုသောသူတော်ကောင်းဥစ္စာခုနှစ်ပြားတို့နှင့်တကွာစီစိန်ဥစ္စာယတနာခြင်းတို့၏ပြည့်စုံခြင်းဟုဆိုတဲ့တဏ္ဍတံပတ္တိအတ္တိပြည့်စုံခြင်းဟုဆိုတဲ့အာယုတံပတ္တိအစေပြည့်စုံခြင်းဟုဆိုတဲ့ဝဏတံပတ္တိတကွေဒီပတိပြည့်စုံခြင်းဆိုတဲ့ဣတိတံပတ္တိဤတို့တံပတ္တိဇလေးချက်နဲ့ပြည့်စုံကြပြီလျင်မိမိတို့လူရှိအပ်သောတာပန်းစေအပ်သောပရိသရိမနေယမောယမနယမတေယအသင်္ကရတနိဗ္ဗာန်ရှိပြီမြတ်တို့လင်းမြန်စွာရောက်ကြရသည်ဖြစ်ကြပါစေအဟံဗန္တိဒီတရဏေနတဟပြေသတိလံမယသာမိအနုဂံကတဝါသီလဒေထမေဘန္တိဒုတိယံပိအဟံဗန္တိဒီတရဏေနတဟပြေသတိလံမယသာမိအနုဂံကတဝါသီလဒေထမေဘန္တိတတိယံပိအဟံဗန္တိဣတရဏေနတဟပြေသတိလံမယသာမိအနုဂံကတဝါသီလဒေထမေဘန္တိသုံးပါးအစုံမြတ်တရဏဂုံနှင့်အင်္ဂါငါးဓာတ်သီလမံကိုချမ်းသာစေကြောင်းချီးမြှောက်အားဖြင့်ဗေဒနာတော်မူပါအရှင်သူမြတ်ဖရာယမဝရမိတံဝရေထနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆ
တိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတိတရဏဂမနံပရိဘုံနံဘာနာတိဘာဒဝရမဏိတေဃပရသမာဓိယာမိအာဒိဏဒါနဝရမဏိတေဃပရသမာဓိယာမိအာမေတုမိစ္ဆာစာရဝရမဏိတေဃပရသမာဓိယာမိမုဒ္ဒဝါဒဝရမဏိတေဃပရသမာဓိယာမိဒုရမေရယမစ္ဆပမနာဌာနဝရမဏိတေဃပရသမာဓိယာမိဣဒံမေပုံညံဣဒံမေသီလံနိဗ္ဗာနတပစ္စယောဟောတုဣမနိတိတရဏေနတဟပစ္စသီလံဓမ္မတာတုကံကတဝါအပမတေနသမ္မာဒိဋ္ဌာ